ကိုကြီးဒါလည်းမဖောက်ပြီးခြင်းဘူးလားကိုကြီးဒါလည်းမဖောက်ပြီးခြင်းဘူးလားမင်းကလည်းကွာဖောက်ပြရမှာလားလို့ဟုတ်တယ်ကောင်မိုက်တယ်ဒီနေ့တော့နော်ဟုတ်တယ်ဒါလေးအမောင်းစီတူဖောက်လိုက်ရအောင်အတူ like ကြည့်ရအောင် enjoy together နော် like follow repost လုပ်ပေးပါနော်အဓိကတော့ဒီရုပ်ကိုပြခြင်းလို့ပါရောင်းခြင်းလို့မဟုတ်ပါဘူးနော်ဈေးကတော့62,000ပါဈေးလေးလည်းပြောပြထားပါတယ်ကြိုက်လို့ရှိရင်လည်းဝယ်လို့ရပါတယ်အဓိကဖောက်ပြခြင်းလည်းမလို့ဖောက်ပြတာကိုဘယ်လိုလဲအတိမတ်ပြတဲ့အနေနဲ့တော့ like follow repost လုပ်ခဲ့ပြီပါခင်ဗျဒီဖောက်ပါပြီဗျာဖောက်ပါပြီဗျာနော်parking ဖောက်ပြအောင်နော်ဒါလေးကကျွန်တော်ညီလေးခါပေါ့နော်ကျွန်တော်ညီလေးဒီအားပေးသွားပါတယ်နော်ဟုတ်ကြီးတယ်ဟုတ်တယ်တော့ကြီးတယ်အဲ့တော့ကြီးရမထင်တော့ဒါကြီးရတယ်မိုက်ကြီးအိုးအဲ့မှာပြည့်ရတာအားနေကဟမ်အားနေကဘယ်မှာလဲဘုံထုံးမိုက်ဟောတယ်ဟုတ်ရော့မင်းရတာကြည်အောင်လက်မှာအကျော်ကြီးနဲ့ကြည်အောင်လက်ကင်လိုက်ဒီမှာအကျော်လေးနဲ့အကျော်ရနော်ဆာနော်ဒီ data ဒီ data ပတိတေချာလောက်ထားတယ်ဒီမှာဒီထိနော်ဒီ data တော့ကောင်းတယ်နော်ဒါကလိုမျိုးနော်ဟိုကမကြိုးနော်တော့ကအသားကောင်းတယ်နော်ကြီးကွေးလို့လည်းနည်းနည်းရနော်ဒီနော်အရင်ကျိုးနိုင်ကျိုးလွယ်တဲ့ထဲမဟုတ်ဘူးကွာဇော်ရိုးလိုမျိုးမခူတာဘူးကွာမင်းစာဇော်ရိုးတော့လို့အတေခူတာဒါမဲ့လူတိုင်းကကြိုက်ရတော့အဲ့ကောင်ဈေးကောင်းဒီ relight ကောင်းဒီပစ္စည်း relight ကောင်းတော့ကောင်းနေဟောမျက်မှန်ရ share ကြီးကွာမျက်မှန်ရကြည့် DF နဲ့ကွာတယ်နော်ကွာကြီးကွာမျက်မှန်ရကြည့်ရုံဒီတကယ်မှန်လားမှန်သားလို့လုပ်ထားပြီးမျက်လုံးကြည့်ရောအထဲမှာကြည့်နော်အထဲမှာသိလားမျက်မှန်ရအောက်မှာတလို့အောက်မှာတစ်ထက်ရှိရနော်ဟုတ်တယ်ရှယ်ပဲမျက်မှန်ဟို zoom ဆွဲပြီးတော့ကြည့်လို့ရပြုံးတဲ့ပုံစံနှက်ခမ်းမွေးလေးနဲ့မိုက်ကြနော်စပင်းတီတီတဲ့မိုက်တယ်ပြပြန်စပင်းတီတီစပင်းအိုးဒါတော့ပြီးရရောဒါတော့ပြီးရအလေးပဲနော်ကောင်းတယ်ဒါတော့ပြီးပြီးပါတောင်ဝါကြီးဟုတ်တယ်ခြေထောက်မှာနည်းနည်းခူတယ်ဟာအော်ဟုတ်တယ်နည်းနည်းတော့ခူဒါပေမဲ့မခူတော့မခူနည်းနည်းတော့ဟိုဖြစ်သွားခြေထောက်မှာနည်းနည်းတော့ဟိုဖြစ်သွားပေါ့ပါဒီမှာသူဖြည့်လိုက်တာဟုတ်တယ်ဒီကောင်တော်ကောင်းပါတယ်ဒီပို့ပါဒီမှာနည်းနည်းခူလာတယ်ဒီမှာနဲ့ဒါမဲ့တော့ဒီတေးတော့မစိုးဘူးပြောလို့ရတယ်ဒီမှာတော့မခူတော့ဒီမှာနည်းနည်းလိုခြေထောက်သားမှာတော့လိုတယ်ဒါမဲ့ဒီတေးကတော့ဒီမှာအကျော်တွေလည်းပါမယ်နော်ဒီမှာအမွှေးတွေလည်းပါမယ်နော်အမွှေးတွေလည်းပါမယ်ဒီမှာသူ့ရဲ့ခြေစလုံးကအစနော်ဖနက်ကအစနော်ဖနက်ဒီတေးနော်ဒါအကုန်ကောင်းတယ်နော်ခြေထောက်ကအကျော်တွေကအစနော်နှစ်ဖက်လုံးပါနော်နှစ်ဖက်လုံးဒီဘက်ဆိုပိုထင်းတယ်အကျော်တွေကနော်နော်ရှယ်ပဲတက်ပြလိုက်တော့ကြာရှယ်လာတယ်ကွာဟုတ်တော်လာတယ်ကြည့်ရောဟုတ်တယ်တော်မိုက်တယ်မိုက်အယောင်လည်းစို့တယ်နော်ပြောင်းမြိတ်တာနေဒီဟာပြောင်းအော်တိပါပြီဘာလို့ဒီလိုလုပ်လဲဆိုခိုင်အောင်လို့နော်ခိုင်အောင်လို့တော်မာတယ်နော်တော်ခိုင်ပါပြီဒီလားဝဲတန်ပါပြီလှလိုက်တာကွာဟုတ်တယ်ရှင်းအောင်မနေခူးရတယ်တိတ်တော့မကြက်ဒါမဲ့လေပေးရတဲ့ဈေးနဲ့ဒီဖေးကဟိုကအပြည့်ရတယ်မစိုးတော့မစိုးကြီးလားပေးရတဲ့ fair ဖြစ်တယ်ကွာတည်တယ်နော်ဒီမှာ size တခြား DHF နဲ့ရှင်လို့ရတယ်ရှင်လို့ရတဲ့အနေအထားမှာရှိတယ်ကွာပြရပြီခင်နော်ဒီမှာ DHF နဲ့ရှင်အဖေနဲ့သားလို့ဖြစ်သွားတယ်တခြား KW နဲ့ရှင်ပြီးမယ်ပေါ့တခြား KW ကမရှိတော့ KW ကအကုန်ကုန်နေပြီနော်တော့စီးသားပါတယ်တော့ကွာမကြော်ညာလေးတစ်ဖြက်ဝင်အောင်ဒီစရူလေးကြော်ညာမှာချစ်စရာတွေနော်ဒါလေးတစ်ဆက်ရှိမှာ3သိန်းတောင်နော်အဲ့ကောင်တစ်ဆက်ရှိမယ်နော်အဲ့ကောင်လည်းရှင်ပြီးလိုက်နော်ချက်ထားရလိုက်ဒီနေ့တည်းပြန်ပါပြန်ပါရ size ကတော့ size တော့ကြီးနေတော်ကြီးရဟုတ်တယ်Granite Star နဲ့တော့ရှင်လို့ရတာဟုတ်တယ် Granite Star နော်မကြည့်အရက်ဒီကောင်လို့ဆိုရင်ဒီကောင်တော့ပူကြီးဟုတ်တယ် Kiwi ကအဲ့လောက်မထင်အောင်ဟုတ်တယ်နော်ဒီ
detail တော့ကောင်းတယ်ဆိုနော် ရှေ့ဟုတ်တယ် ဒီမှာ condition တော်တော်ကြီးရဲ့ condition ဒီမှာသူကကြည့်ရောငယ်အကြီးဖြစ် ဟုတ်တယ်တော့ရှင်းလို့တော့ရတယ် ကျေးဇူးအများကြီးတင်ပါတယ် like follow ပြီး post လုပ်ပြီးပါဦး